ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကကျွန်တော်တို့ရောက်ပါပြီအဆိုင်အုတ်ထုတ်လာဒီနီနိုရလာရဲမကျကျွန်တော်တို့နေရာကနေပြီးတော့ဒီကိုလာမိနစ်20မိနစ်19မိနစ်19မိနစ်20လောက်ချိန်ပေးရတာပေါ့နော်ဒီမှာလဲမဖြစ်ပန်းဖေးမဆိုဖြစ်ဒီမှာအရန်ကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ဒီနေရာကိုပဲလာပြီးတော့ပန်းဖြေစီကြပါတယ်လို့ကျွန်တော်မှားချင်ပါတယ်ပေါ့နော်တွေ့ရတယ်ကျွန်တော်ကိုဒီဝေးနေလို့နေနေဘယ်လိုမျိုးတွေ့ကောင်းလဲပေါ့ဒီလိုတွေ့ကောင်းလားဒီပချမ်းတွေ့ကောင်းလားဒီပချမ်းတွေ့ကောင်းတယ်ဒီပချမ်းသွားမယ်လားဒီမှာအေးလို့ရတယ်ရလားရတယ်မချိုဒီတော့မအေးနော်ပေါ့ဒီမှာခိုင်းမဆိုနာယူလို့ရတယ်ခေါ်နေရှင်ခေါ်နေယူလာပြီးဒီမှာလာထိုင်လို့ရတယ်လာထိုင်လို့ရတယ်နော်လူဆိုတာဘဝမှာချိန်မနေဘူးအဲ့တော့အားတဲ့အချိန်လေးပဲဒီကိုလာရတယ်ဒီကနားရဲ့အကောင်ကဒီနေ့ရောက်လာခဲ့တယ်ဘာဒီပြောနေလဲမသိဘူးဒီမှာကြည့်စမ်းဒီနေရာကိုရောက်ပိုးတဲ့သူကတော့ရောက်မယ်ဒါပေမဲ့ငါမရောက်ဘူးအကြောင်းငါဒီမှာလာရရင်ငါစိတ်တွေလှုပ်ရှားနေရလို့သိတာအရေးတဲ့ခုံချလိုက်ရမလားငါကတကယ်တော့မို့ဒါပေမဲ့ငါမွန်စကားပြောမတတ်ဘူးဒီလိုမပိကလာပဲပြောတတ်တယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲနောက်ခေါ်ကြလို့ရှင်နောက်တင်ရခေါ်တော့မယ်မနော်အဲ့ဒါကိုလိုက်ခဲ့ပေါ့နောက်တစ်နေ့နောက်တဲ့တမယာထပ်သွားမယ်ဒီဗီဒီယိုလေးဒီမှာပဲဆုံးသလိုက်မယ်နောက်တစ်ခေါက်တော့လိုက်ကြည့်ပေးကြပါဦးခင်ဗျာတဒါပါ